3ရက်2လ2026ဒီကနေ့တရားဓမ္မပေါင်းတော်ကောင်းတို့ကိုမျှဝေပေးမယ်တရားဒေသနာတော်ကတော့မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့သပုရိသဒါနသုတ်တံလို့ခေါ်တဲ့တော်ကောင်းတို့ဤပေးလူချင်း5မျိုးကိုမျှဝေပေးမှာဖြစ်ပါတယ်တော်ကောင်းတွေကအလှကိုလှူတဲ့အချိန်ကမှသူတို့ရဲ့အလှကိုဒီအင်္ဂါ5ပါးဒီအင်္ဂါ5မျိုးနဲ့ပြည့်စုံနေတဲ့ယဟန်တို့တဲ့သူတော်ကောင်းတို့ဤပြီးလူချင်းတို့သည်ဤ5မျိုးတို့သည်တဲ့ဘယ်5မျိုးတို့နေဟုမူကားယုံကြည်သဖြင့်အလှကိုပြီးလူဤတဲ့သူတော်ကောင်းတွေကလှူတဲ့အလှရဲ့စေတနာကိုလည်းယုံကြည်တယ်ဒီလှူလိုက်တဲ့အလှရဲ့ဒါနဖလလို့ခေါ်တဲ့ဒီလှူလိုက်တဲ့အလှရဲ့အကျိုးကိုလည်းယုံကြည်တယ်အဲ့ဒီလိုမျိုးယုံကြည်ပြီးတော့လည်းအလှကိုပေးလူဤတဲ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ရိုသေစွာအလှကိုပေးလူဤတဲ့ရိုးရိုးသေးသေးပေးလူတယ်တဲ့မယိုမသေးလဲမလူမလေးမစားလဲမလူဦးဇင်းတို့လူဝဲဝုထုကိုယော့အင်းဆိုပြီးတော့စွန့်ပစ်တယ်လို့မျိုးပေးလိုက်တယ်လို့မျိုးအဲ့လိုမျိုးလဲမလူရိုးရိုးသေးသေးပေးလူတယ်တဲ့နံပါတ်3ကဘာလဲဆိုလို့ရှိရင်လျှောက်ပတ်သောအခါ၌အလှကိုပေးလူဤတဲ့လျှောက်ပတ်သောအခါဆိုတာကယဟန်တန်ဃာတွေဒီချိန်စာမေးပွဲဖြေသွားတော့မယ်လမ်းခီသိတွေလိုမယ်ယဟန်တန်ဃာတော်တွေဒီချိန်ဝါဆိုသင်္ကန်းတွေလူကြတယ်ဝါဆိုသင်္ကန်းဒီချိန်ကထိန်သင်္ကန်းတွေလူတဲ့ကထိန်သင်္ကန်းလူကာလဒါနပေါ့ခေါ်တာပေါ့ယဟန်တန်ဃာတွေမိမိအိမ်ကိုကြွလာပြီးဆွန့်ချက်ပြီးတော့ကတ်ကြတယ်ပေါ့အဲ့လိုလျှောက်ပတ်တော့အခါ၌လူကိုပေးလူဤတဲ့နံပါတ်4ကဘာလဲဆိုလို့ရှိရင်လူဝဲဝုထု၌မကညှိသောစိတ်ရှိသည်ဖြစ်အလူကိုပေးလူဤတဲ့လူတော့လှူလိုက်တာပဲဒါပေမဲ့လှူလိုက်တဲ့အလှဝတ္ထုကိုမပြတ်နိုင်ဘူးဖြစ်နေမပေးခြင်းပဲနဲ့ပေးလိုက်ရတယ်ပေါ့လူတွေဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မလှူခြင်းမနဲ့လှူလိုက်ရတယ်ဒီပေါ်မှာမပြတ်နိုင်ဘူးအဲ့ဒါလိုမဟုတ်ဘူးတဲ့သူတော်ကောင်းတွေကကြတော့လှူလိုက်တဲ့ပစ္စည်းဝတ္ထုကိုမကန့်ညီဘူးတဲ့မတွေ့တာဘူးတဲ့စွန့်လွတ်လိုက်တယ်ပေါ့နော်နံပါတ်5ကဘာလဲဆိုလို့ရှိရင်မိမိကိုယ်ကို၎င်းသူတော်ဘာကို၎င်းမထိပါမှုကြီးအလှကိုပေးလူဤအလှကိုပြီးလူတဲ့နေမှာမိမိရဲ့ဂုဏ်သိက္ခာအလှကပုဂ္ဂိုလ်ရဲ့ဂုဏ်သိက္ခာဘသူရဲ့ဂုဏ်သိက္ခာမှမထိခိုက်စေပဲနဲ့အလှကိုပြီးလူဤဒီအလှမျိုး5မျိုးဒါနဲ့ပတ်သက်ပြီးတော့ဒီတပုရိသဒါနသုတ်တံရဲ့စန့်ကျင်ဘက်တပုရိသဒါနသုတ်ဆိုတာရှိတယ်သူတော်ကောင်းမဟုတ်တဲ့သူတွေရဲ့ပြီးလူချင်းအလှ5မျိုးတဲ့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တဲ့ယဟန်တို့သူတော်ကောင်းမဟုတ်သူတို့ကြီးပြီးလူချင်းတို့ဒီတဲ့ဤ5မျိုးတို့ဒီအပင်5မျိုးတို့နေကူကနံပါတ်1မယုံမသိပေးလူတယ်တဲ့နံပါတ်2မလေးမစားပေးလူတယ်ရိုးရိုးသေးသေးမလူနံပါတ်3ကဗါတဲ့မလေးမစားလူတယ်အလူကံပုဂ္ဂိုလ်ကိုမလေးမစားတာဒီပစ္စည်းဝတ္ထုကိုစင်ကြယ်အောင်မလုပ်တာတွေဖုံပေးနေတာနဲ့ဖြစ်တယ်လို့လှူလိုက်တာပေါ့နောက်တစ်ခုကဗါလဲဆိုရင်မိမိလက်ဖြင့်ကိုယ်တိုင်မလူကိုယ်တိုင်ပေးမလူဘူးတဲ့အလူကံပုဂ္ဂိုလ်လာတယ်ကိုယ်တိုင်ပေးမလူကိုယ်အိမ်မှာရှိနေတဲ့အမှုလုပ်သမားတွေစီကံတွေကိုသွားလှူလိုက်အောင်အလိုမျိုးကိုယ်တိုင်ပေးမလို့သူများကိုပေးလူကိုင်းနေပေါ့နောက်တစ်ခုကဘာလဲဆိုရင်စွန့်ပစ်တကယ်သူပေးလူဤတဲ့လွန့်ပစ်လိုက်သူလို့ပေးလူတယ်ရောအင့်ဆိုတော့ပေးလူလိုက်တာပေါ့နော်နောက်တစ်ခုကဘာအကျိုးသက်ရောက်လိမ့်မည်ဟုအယူမရှိပဲပေးလူဤပြောချင်တာကဘာလဲဆိုတော့ကံကံကြီးအကျိုးကိုမယုံဘူးမလွဲတာလို့သာလှူလိုက်တာပေးခြင်းလို့သာပေးလိုက်ရတာပေါ့နော်အားသာကကြတော့ဘာလဲဆိုလို့ရှိရင်အတ္တပရိသဒါနသူတော်ကောင်းမဟုတ်သူတို့အလူတဲ့နောက်တစ်ခုကဘာလဲဆိုရင်တပရိသဒါနသူတော်ကောင်းတွေကြတော့ဘယ်လိုလူတယ်လဲဆိုလို့ရှိရင်တဲ့ရဟန်းတို့တဲ့သူတော်ကောင်းတို့ဤပြီးလူချင်းတို့ဒီအင်္ဂါမျိုးတို့ဒီအဘယ်5မျိုးဒီမျိုးကကောင်းမွန်တဲ့စိတ်ထားရှိတဲ့သူတွေကကြတော့ရိုသေစွာပေးလူတယ်လေးစားစွာပေးလူတယ်ရိုသေစားရိုသေလူတယ်လေးစားစွာဆိုတာပစ္စည်းဝတ္ထုတွေကိုစင်ကြယ်အောင်လုပ်တန့်စင်အောင်လုပ်ပြီးတော့မှပေးလူတာနံပါတ်4ကဘာလဲဆိုရင်မိမိလက်ဖြင့်ကိုယ်တိုင်ပေးလူတယ်တဟတိကဒါနမြောက်အောင်ပေါ့နော်နံပါတ်4ကကြတော့ဘာလဲဆိုရင်စွန့်ပစ်တကယ်တော့မလူဘူးတဲ့ရိုးသေးသေးလှူတယ်ပေါ့ဒါကလည်းရိုးသေးသေးလှူတာပါပဲနံပါတ်5ကကြတော့ဗာလေအကျိုးသက်ရောက်လိမ့်မည်အယူရှိလေပေးလူတယ်ဒါကကြတော့ဒီကံကြီးအကျိုးတရားတွေငါရလိမ့်မယ်ဆိုပြီးတော့ဒါနရဲ့စေရနာအဲ့ဒီဒါနဖလဆိုတဲ့ဒီအလှရဲ့အကျိုးတွေကိုယုံကြည်ပြီးတော့လှူတယ်တဲ့ဒါကဦးဇင်းတို့ဒီအတ္တပုရိသဒါနမှာမြတ်စွာဘုရားရှင်ကသူတော်ကောင်းတွေရဲ့အလှ5မျိုးနဲ့သူတော်ကောင်းမဟုတ်သူတွေရဲ့အလှ5မျိုးဆိုပြီးတော့ဟောတယ်ပေါ့တပုရိသဒါနမှာအတုတ်မှာကြတော့အဲ့သူတော်ကောင်းဟုတ်တဲ့သူတွေသူတော်ကောင်းတွေအလှ5မျိုးမှာတဲ့ဘာလို့ဆိုလို့ရှိရင်တဲ့ယဟန်တို့တဲ့ယုံကြည်သဖြင့်အလှကိုပေးလူတော့ကြောင့်ဘာအကျိုးကျေးဇူးတွေရတယ်လဲဆိုလို့ရှိရင်တဲ့ကံဒါနရဲ့အကျိုးတရားတွေကိုယုံတယ်
ဒါနစေတနာကိုယုံတယ်ဒါနအကျိုးတရားတွေကိုယုံတဲ့အတွက်ကြောင့်မလို့ဖြစ်လျာဘုံဘဝတိုင်းမှာချမ်းသာတယ်တဲ့ပစ္စည်းဥစ္စာတွေလည်းအများကြီးရှိတယ်တဲ့အသုံးဆောင်တွေလည်းအများပြားတယ်တဲ့အသုံးဆောင်တွေလည်းများတယ်တဲ့အလွန်အစင်းလှတယ်တဲ့ရုပ်ရည်ဒုပကာရအစင်းလှတယ်ပေါ့ရှုကျင်တဲ့ဘွယ်ရှိတယ်လှယုံနေမကောက်နှစ်ခါပြန်ကြည့်သုံးခါပြန်ကြည့်လောက်တဲ့အထိအောင်ကိုရှုကျင်တဲ့ဘွယ်ရှိတယ်တဲ့နောက်တစ်ခုကဘာလဲဆိုစိတ်ကြည်လင်ဘွယ်ရှိတယ်တချို့စိတ်ကြည်လင်ဘွယ်ရှိတယ်သူ့ကိုကြည်လိုက်ရတာကြည်တန်းအေးချမ်းလိုက်တာစိတ်ကလေးအေးချမ်းလိုက်ရတာအဲ့ဒါလောက်ဒီမျိုးကိုအကျိုးကျေးဇူးတွေပေးတယ်တဲ့နောက်တစ်ခုကဘာလဲဆိုရင်လွန်ကဲသောအစင်းတန်တန်နဲ့ပြည့်စုံတယ်လွန်ကဲသောအစင်းတန်တန်ဆိုတာကတက္ကနှစ်ကကြည်ုံနဲ့မဝတဲ့အစင်းတန်တန်နဲ့ပြည့်စုံတယ်တဲ့ဒါကယုံတည်ယုံကြည်မှုနဲ့ယုံကြည်ပေးလို့ရင်အဲ့အကျိုးတရားတွေကိုရတယ်တဲ့နောက်တစ်ခုကဘာလဲဆိုယဟန်နိုးတဲ့ရိုသေးစွာအလှကိုပေးလူတဲ့အတွက်ကြောင့်မလို့ဘာအကျိုးကျေးဇူးတွေရလဲဆိုလို့ရှိရင်နဲ့ဖြစ်လျာအကျိုးပေးရဘုံဘဝမှာချမ်းသာတယ်များသောဥစ္စာရှိတယ်အသုံးဆောင်များတယ်ကအတူတူပဲပေါ့နော်နောက်တစ်ခုကဘာလဲလို့ရှိရင်အဲ့အလှရှင်ရဲ့သားသမီးဇနီးမယားအစေခံအမှုလုပ်သမားတို့ကစကားကိုနားထောင်နေတဲ့ဒါကြောင့်ဦးဇင်းတစ်ခါတလေစဉ်းစားတယ်ကိုစကားကိုနားမထောင်တဲ့သူတွေများရှိခဲ့လို့ရှိရင်ငါရင်ဘဝနုံကအလှကိုရိုတည်များမလူခဲ့လို့လားမသိဘူးတကယ်လို့သာရိုတည်လူခဲ့လို့ရှိရင်ငါစကားတွေကိုနားထောင်ကြမှာပဲလို့အဲ့လိုအတွေးတွေလည်းဖြစ်ခဲ့မိတယ်ဒါကြောင့်မလို့ဒီတရားတွေကိုနားပြီးတော့မိမိတို့ကသားတွေသမီးတွေဇနီးမယားတွေအစီခံတွေကိုယ့်ရဲ့တပည့်တွေကကိုယ့်ရဲ့စကားကိုနားမထောင်ဘူးဆိုလို့ရှိရင်ရိုတည်မလူခဲ့လို့ဖြစ်မယ်လို့ဒါလည်းတတိထားစရာတခုရှိတယ်ပေါ့ရိုတည်လူခဲ့လို့ရှိရင်အလူရှင်ရဲ့သမီးတွေဇနီးတွေမယားတွေကျွန်းတွေအစီခံတွေအမှုလုပ်သမားတွေကစကားကိုနားထောင်နေတဲ့နားထောင်နေတဲ့သူပြောတဲ့စကားကိုလည်းနားလည်ဖို့စိတ်ကိုဖြစ်စေတယ်တချို့ကပြောလိုက်လို့ရှိရင်နားမထောင်ဘူးနားမထောင်တဲ့အတွက်ကြောင့်ဘာပြောလိုက်တာလဲဆိုတာကိုဆိုလိုချင်တဲ့စိတ်ကိုမရှိတာတကယ်တမ်းကျတော့အဲ့လိုမျိုးရိုတည်လူလို့ရှိရင်စကားကိုလည်းနားထောင်တဲ့ဆရာသမားဘာလိုချင်နေတာလဲသူ့အလိုကိုလည်းအကဲခတ်တယ်ပေါ့နောက်ကဘာလဲဆိုရင်ယဟန်တို့တဲ့လျှောက်ဘက်သောအခါနဲ့အလူကိုပေးလူသောကြောင့်ထိုအလူကိုလှူသောလူအကျိုးဖြစ်ရာပြောချင်တာတော့ကာလဒါနပေါ့ကာလဒါနပြီးတဲ့အတွက်ကြောင့်ဗာလဲအလူတဲ့အတွက်ကြောင့်မလို့ချမ်းသာမယ်ပစ္စည်းဥစ္စာတွေများမယ်အသုံးဆောင်တွေများမယ်အခါအားလျော်စွာတဲ့ရောက်လာကုန်သောအကျိုးတို့သည်ဖြစ်လေကုန်ကြီးတဲ့အသုံးဆောင်တွေများတဲ့ဒီအကျိုးတရားတွေရတယ်ပေါ့နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်တဲ့ယဟန်တို့တဲ့လှူဝဲဝုထု၌မကက်ညိသောစိတ်ရှိသည်ဖြစ်၍အလူကိုပေးလူသောကြောင့်ထိုအလူကိုပေးလူသောအလူ၏အကျိုးဖြစ်ရာထိုဘုံဘဝနဲ့ပြောချင်တာကတော့လှူလိုက်တဲ့အလူဝုထုပေါ်မှာကက်ညိတဲ့စိတ်တွေ့တာတဲ့စိတ်မရှိဘဲနဲ့ပေးလူမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီအကျိုးပေးတဲ့ဖြစ်ရာဘုံဘဝမှာချမ်းသာတယ်ဥစ္စာတွေများတယ်အသုံးဆောင်တွေများတယ်မြတ်သောကာမဂုဏ်၅ပါးတို့၌သုံးဆောင်ခံစားရန်စိတ်ညွတ်တယ်တချို့ချမ်းသာတယ်ကိုယ့်ရဲ့ချမ်းသာမှုတွေကိုခံစားခြင်းနဲ့စိတ်သုံးဆောင်ခြင်းနဲ့စိတ်မရှိဘူးဒါကလူတဲ့အချိန်ခါနှုန်းကဥစဉ်တို့ဒီလူဝဲဝုထုပေါ်မှာကက်ညိခဲ့တဲ့စိတ်ညှိတွေ့တာတဲ့စိတ်မလူခြင်းမဲ့နဲ့လှူလိုက်ရတဲ့စိတ်တွေအကြောင်းမလှူခဲ့လို့ရှိရင်လှူတဲ့အတွက်ကြောင့်မလို့ပစ္စည်းဥစ္စာတွေတော့ရတယ်ဒါပေမဲ့ကက်ညိတဲ့စိတ်ကလေးရဲ့အကြောင်းမလို့ဒီကာမဂုဏ်တွေပေါ်မှာရလာပြီးရညာသုံးဆောင်ခံစားလို့စိတ်မရှိဘူးတဲ့တကယ်လို့လူဝဲဝုထုပေါ်မှာမကက်ညိပဲနဲ့လှူတယ်ဆိုလို့ရှိရင်တော့ဒီလိုသုံးဆောင်ခံစားခြင်းတဲ့စိတ်တွေရှိတယ်တဲ့နောက်တစ်ခုကဘာလဲဆိုယဟန်တို့မိမိကိုယ်ကို၎င်းသူတစ်ပါးကို၎င်းမထိပါမှု၏အလှကိုပေးလူသောကြောင့်ထိုပေးလူသောအလှ၏အကျိုးဖြစ်ရာထိုဘုံဘဝ၌ချမ်းသာတယ်ပစ္စည်းဥစ္စာတွေများတယ်အသုံးဆောင်တွေများတယ်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတွေဟာလေတဲ့မိကြောင်ဖြစ်စေရေကြောင်ဖြစ်စေမင်းကြောင်ဖြစ်စေခိုးသူကြောင်ဖြစ်စေမနစ်မချင်းတဲ့တော့အမွေခံဇိုးတွေကြောင်ဖြစ်စေမြည်သည့်အကြောင်းမျှစည်းစိမ်ဥစ္စာပျက်စီးခြင်းမဖြစ်ဘူးတဲ့ဒါကြောင့်မလို့မိမိရဲ့ဂုဏ်သိက္ခာတပါးသူရဲ့ဂုဏ်သိက္ခာတွေကိုမထိခိုက်ဘဲနဲ့အလှတွေကိုလှူခဲ့မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းမိမိရဲ့ပစ္စည်းဝတ္ထုတွေကတခြားတပါးသောသူတွေကနေအနိုင်ထက်ပြုတင်ထားတဲ့ပစ္စည်းဥစ္စာတွေမရှိဘူးစင်စင်ကြယ်ကြယ်နဲ့ရထားတဲ့ပစ္စည်းဥစ္စာတွေလှူခဲ့မယ်ဆိုလို့ရှိရင်လည်းဦးဇင်းတို့ဒီအကျိုးတရားပေါ့နော်မီးကြောင်ဖြစ်စေရေကြောင်ဖြစ်စေမင်းကြောင်ဖြစ်စေခိုးသူကြောင်ဖြစ်စေမချစ်မနဲ့တော့အမွေခံဆိုးသူကြောင်ဖြစ်စေတဲ့ဒီဥစ္စာတွေမပျက်စီးတတ်ပါဘူးဆိုပြီးတော့ဒီသဗ္ဗုဒ္ဓဒါနလို့ခေါ်တဲ့သူတော်ကောင်းတို့ရဲ့အလှချင်း၅မျိုးကိုမြတ်စွာဘုရားရှင်ကအကျိုးတရားနဲ့တကွာဟောကြားတော်မူခဲ့ပါတယ်